Hello Arsenal fan ညီကိုမောင်နှမများအားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီတစ်ပတ်မှာလည်းတမိုင်းဝင်တကယ်ကိုအရေးကြီးတဲ့ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတစ်ပွဲကြာပါသေးတယ်ဗျာနော်ကျွန်တော်တို့အတွက်လုံးဝဒီဖလားပါရမယ်ဆိုလို့ရှိရင် Arsenal အတွက်ဒီနှစ်ကတော်တော်လေးကိုထူးချယ်နှစ်တစ်နှစ်ဖြစ်လာဖို့ဖြစ်သွားမှာလည်းဖြစ်တယ်ပေါ့ဗျာနော်ဒီချန်ပီယံလိဂ်ဖိုင်နယ်ပွဲကိုတော့ကျွန်တော်ဟန်ဂေရီနိုင်ငံဘူဒါပက်မြို့ပို့စကတ်အရီနာပရိသတ်ဦးရေ6,900ကျော်ဆန့်တဲ့ကွင်းထဲမှာရှင်မြိုင်ကစားသွားမယ်ပေါ့ဗျာနော်ဒါပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဂ်ဖိုင်နယ်ကိုကျင်းပတယ်လို့လည်းကျွန်တော်တို့သိရပါတယ်ဗျာနော်ခုဒီမနစ်ကချန်ပီယံပဲတစ်စိတ်ဂျာမိန်နေပေါ့နော်လောလောဆယ်မှာကတော့သူကတော့ရေပန်းစားနေတဲ့အသင်းပေါ်အာဆင်နယ်တက်လာလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ဖိုင်နယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖိုင်နယ်ပွဲတွေဆိုဒီမှာ90ရာခိုင်နှုန်းပါပဲဘယ်လိုမှကြိုပြောလို့မရပါဘူးအောက်အသင်းမဖြစ်ဖြစ်ဒီအပေါ်အသင်းမဖြစ်ဖြစ်အထူးသဖြင့်အောက်အသင်းတွေကလည်းမထင်မှတ်ထားတာလုတ်ပြပြီးတော့ဖိုင်နယ်မှာယူပြသွားတဲ့တာရကတွေရှိမှအများကြီးရှိခဲ့ပါတယ်ဗျာနော်ကဲဒီနေ့အသင်းထိတဲ့တွေ့ဆုံမှုကြည့်မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်နဲ့ PSG တွေ့ခဲ့တဲ့ချန်ပီယံလိဂ်တမိုင်းကြောင့်လို့ပြောလို့ရမှာပဲเนาะကျွန်တော်ဒီယူပါလေတခြားလိဂ်ဒီမှာမတွေ့ခဲ့ဘူးတွေ့ခဲ့သလိုဒီချန်ပီယံရှစ်ကတ်အဲ့ဖလားပွဲလေးတစ်ပွဲလောက်ပဲရှေ့စမ်းပွဲအနေနဲ့တွေ့ခဲ့တာပဲရှိရကျွန်တော်ကတော့ချန်ပီယံလိဂ်ဒီမှာတွေ့ခဲ့တယ်စုစုပေါင်း9ပွဲတွေ့ခဲ့တယ်ဒီ2016ခုနှစ်မှာဆိုလို့ရှိရင်ကျွန်တော် group stage မှာတွေ့တယ်နှစ်ကြော်လုံး1-1-2-2နဲ့တည်ကြခဲ့တယ်ဒီကျွန်တော်ဒီ2023-2024ရာသီမှာဆိုလို့ရှိရင် group stage မှာပါပဲကျွန်တော်အဲ့တော့ Champions League Group Stage ကပုံစံမျိုးနဲ့အချိန်ပါပေါ့နော်ကျွန်တော်အိမ်ကွင်းမှာ2-0နဲ့ Kai Havertz က9နဲ့နိုင်ရရှိခဲ့ပြီးတော့ပြီးခဲ့တဲ့နှစ်မှာဆိုလို့ရှိရင် semi final မှာကျွန်တော်နှစ်ကြော်လုံး PSG ကိုအနိုင်ရရှိခဲ့ပြီပေါ့ဗျာနော်ဒီနှစ်ဒီ PSG ရဲ့ Champions League တွားရလမ်းကြောင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့နှစ်နဲ့ဘာမှမထူးခြားပါဘူးသူတို့တွေခုဒီနှစ်မှာဆိုလို့ရှိရင်လည်းအဆင့်7နဲ့ပြီးခဲ့တဲ့သူတို့1-8ဝင်တဲ့အတွက်ကြောင့်မလို့ play off ကစားခဲ့ရတယ်အဲ့မှာကစားတဲ့အချိန်မှာလည်းဒီပြင်သစ်လိတ်တင်ဖြစ်တဲ့မိုနာကိုနဲ့တွေ့တယ်အိမ်ကွင်းမှာ2-2ကန်နဲ့မိုနာကိုအိမ်ကွင်းမှာ2-3နဲ့ PSG ကနောက်တစ်ဆင့်တက်တယ်နောက်တစ်ဆင့်တက်တော့ Round City မှာသူဒီ Chelsea နဲ့တွေ့တယ် Chelsea ကိုအိမ်ကွင်းမှာ5-2နဲ့နိုင်ယူပြီးတော့ Chelsea အိမ်ကွင်း Stamford Bridge မှာ0-3နဲ့အနိုင်ယူပြီးပြတ်သားတဲ့ရလဒ်နဲ့ quarter final ကိုရောက်လာတယ် quarter final ရောက်လာတော့သူတို့ကလီဗာပူးနဲ့ထပ်တွေ့တယ်ပေါ့နော်လီဗာပူး 0-2 နဲ့တခါပြတ်သားတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့ semi final တက်လာတယ် semi final မှာတကယ်ကိုဂျိုင်းရအသင်းပေါ့နော်ဒီဘိုင်ယန်မြူးနစ်တောင်မှသူတို့ဒီ group stage မှာသူတို့ဒီဘိုင်ယန်မြူးနစ်ကို PSG အင်္ဂလန်မှာ2-1နဲ့ရှုံးတာတကယ်တမ်းလည်းဒီရေးကြီးတဲ့ရှုံးတော့ဆင့်ရောက်လာတော့ PSG ကသူ့အင်္ဂလန်မှာ5-4နဲ့နိုင်တယ်ဘိုင်ယန်အင်္ဂလန်မှာပြောစရာများနဲ့အတူ1-1တည်ကြခဲ့တယ်ပေါ့နော်ထားပါတော့ဒါမှထိုက်တန်လို့ပဲသူတို့ဒီ final ကိုတက်ရောက်လာပြီပေါ့ PSG ကဒီလိုပဲဗျာနော်ပြီးခဲ့တဲ့နှစ်ကလည်း PSG အနေနဲ့လိမ့်ဖယ်နဲ့ကျွန်တော်တို့ဒီလောက်ထင်မထားပါဘူးဒါပေမဲ့final မှာသူတို့ final ထိရောက်ပြီးတော့ပိုဆွဲသွားတာကျွန်တော်တွေ့ရတယ်ပြီးခဲ့တဲ့နှစ်မှာဆိုလို့ရှိရင်သူတို့ group stage မှာအဆင့်15နဲ့ပြီးတယ်ဒီအသင်းက15နဲ့ပြီးပြီးတော့ play off ကန်အဲ့ play off ကန်တော့လေဒီ play off ပထမအဆင့်မှာဆိုလို့ရှိရင်သူတို့ဒီပြင်သစ်လိတ်အသင်းဖြစ်တဲ့ Brad ကိုနှစ်ကြော်ပေါင်း 0-3-7-0နဲ့နှစ်ကြော်ပေါင်း10-9နဲ့ပြတ်သားတဲ့ရလဒ်နဲ့အတူသူတို့တွေ quarter final round of 16ကိုတက်လာတယ် round of 16ကိုသူတို့တက်လာတဲ့အချိန်မှာဒီလီဗာပူးနဲ့တွေ့လီဗာပူးကလည်းပြီးခဲ့တဲ့နှစ်မှာကဒီ on fire ဖြစ်နေတဲ့အတင်းလုံးဝကို PSG နဲ့တွေ့တဲ့အချိန်မှာလီဗာပူးကတက်သွားမယ်လို့အားလုံးကခံမှန်းနေကြတာเนาะStrawberry 3လုံးယူမယ်ဆို4လုံးယူမယ်လို့ကျွန်တော်တို့လီဗာပူးအဲ့လောက်တော့ခံမှန်းခဲ့တယ်ဒါပေမဲ့အဲ့လိုကောင်းတဲ့လီဗာပူးကိုတော့မှသူ့အိမ်ကွင်းမှာတော့စီးဝန်းနဲ့လီဗာပူးကနိုင်တယ်လီဗာပူးအိမ်ကွင်းအမ်ဖီမှာတေချာပေါ်တက်ပြီးလို့ကျွန်တော်တို့ထင်ခဲ့ပြီးမဲ့လေလီဗာပူးအနေနဲ့မထင်မှတ်ဖက်နဲ့အင်္ဂလန်မှာဇီဝနဲ့တခါရှုံးတော့နောက်ဆုံးအချိန်မှာပင်နယ်တီရောက်တယ်ပင်နယ်တီရောက်တဲ့အချိန်မှာသိရမလားအဲ့တော့ဒိုနာရူမိုင်းလီယာနော်နောက်ဆုံးတော့1-4နဲ့ပြတ်သားတဲ့ရလဒ်နဲ့ပင်နယ်တီမှာအနိုင်ရယူပြီးတော့ဆီမီဖိုင်နယ်ကိုတက်ခဲ့တယ်ကွာတာဖိုင်နယ်ကိုတက်ခဲ့တယ်ပေါ့နော်ကွာတာဖိုင်နယ်တက်တော့ဘာနဲ့တွေ့လဲဆိုတော့သူတို့အဲ့ဒိုမနစ်ကအက်စတိုမီလာနဲ့တွေ့တယ်ပရီးမီးယားလိဂ်ကလပ်ပါပဲနော်အက်စတိုမီလာနဲ့တွေ့တဲ့အချိန်မှာသူတို့ဒီအိမ်ကွင်းမှာ3-1နဲ့နိုင်ယူတယ်အက်စတိုမီလာအိမ်ကွင်းမှာ3-2နဲ့ရှုံးသွားခဲ့တယ်ရှုံးမိမဲ့လို့သူတို့ဂိုးကွာချတဲ့ PSG ကနောက်တစ်ဆင့်ကိုတက်လာတယ်အဲ့မှာကျွန်တော်တို့အာဆင်နယ်နဲ့တွေ့တယ်ပေါ့နော်အာဆင်နယ်ကပြီးခဲ့တဲ့နှစ်က PSG နဲ့ရှိမှဆိုလို့ရှိရင်အာဆင်နယ်လို့ပဲအကုန်လုံးကခံမှန်းခဲ့တယ်ဒါပေမဲ့မထင်မှတ်တဲ့အခိုက်အတန့်နေလူစင်းဒါရကစားသမားများနေတာအတွက်ကြောင့်မလို့ PSG ကပဲအာဆင်နယ်ကိုနှစ်ကြော်လုံးအနိုင်ယူပြီးတော့ကြော်ဖြတ်သွားတယ်အဲ့မှာအာဆင်နယ်အိမ်ကွင်းအမရိမှာကန်လုံးကကြတော့ကျွန်တော်တို့အနေနဲ့မှတ်မိပါတယ်ကျွန်တော်တို့မှဒီဂျေဆူးနာနေတဲ့အထောင်တက်စမှုကိုင်းဟဘတ်လည်းမရှိဘူးကွေးလက်မှာပါတီးကလည်းဒဏ်ရာရရှိနေဖြစ်တယ်လို့နောက်တက်မှာဂါဘီမကာဟီကလည်းမပါဝင်နိုင်ဘူးကျွန်တော်တို့မှာပထမအကျော့မှာတော်တော်လေးကိုအားနည်းစွာနဲ့အင်္ဂလန်အမရိမှာကျွန်တော်တို့ရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့လည်းအတက်နိုင်ဆုံးရင်ဆိုင်ကြော်ဖြတ်ခဲ့တယ်ပေါ့နော်ဘလို့မှကိုဒီလူစင်းအနေထားနဲ့တိုက်စစ်ခံစစ်ကွင်းလေကကျွန်တော်တို့မမျှမလို့ပေါ့ကွင်းလေအဖြစ်တားရောတယ်တဲ့တော့မပါဘူးပဲเนาะပါတီမပါတီတိုင်အောင်ကျွန်တော်ဗတင်ညာဂျာဝနာဘတ်ဖာဘီယန်ရူဒိုကို
ကျွန်တော်တို့ဒီ Merino Odegaard ဒန်ဂရိုက်၃ယောက်နဲ့ရှင်ဖြုတ်ခဲ့တာမဆိုးလာပေမဲ့လို့နောက်တန်းနဲ့တိုက်စစ်ဒီမှာကျတော့စကားပြောသွားပြီဂါဘရီယယ်မပါတဲ့နောက်တန်းကတော်တော်လေးကိုဝီးဖြစ်တာကျွန်တော်တွေ့ရတယ်လို့ဒီ Mine Lewis Kelly လေးဘက်ကလည်းသိပြီးတော့အားရကောင်းမှုနဲ့အနေထားမှာအဲ့တော်လည်းရှိမနေဘူးပြီးတော့ပိုဆိုးတာကကျွန်တော်တိုက်စစ်မှုအထောင်နေရာမှာလီယန်တို့ထိုးဆက်ယူထားပြီးတော့ဘယ်ညာမှာဆာကာမာတင်နယ်လီနဲ့နှစ်ပါးသွားခဲ့ရတယ်တစ်ဖက်ကစဉ်းစားကြည့်လိုက်ပြဒူနာရိုမာလိုကစားသမားကြီးကကိုသမားကြီးကဘလောက်အတွင်းဆိုကျွန်တော်တို့အင်္ဂလိပ်အမရိမှာ10ချိန်ကန်နဲ့9ချိန်6ပေါက်တည်တယ်နော်9ချိန်6ပေါက်တည်တယ်ကျွန်တော်ကိုမရခဲ့ဘူး PSG က17ချိန်ကန်နဲ့4ချိန်6ပေါက်တည်တယ်ဒါမဲ့လီရဲ့အစောပိုင်း4မိနစ်မှာသွင်းသွားတဲ့ဂိုးနဲ့ကျွန်တော်တို့တွေကိုအနိုင်ရရှိသွားတယ်အဲ့တော့လီယန်တို့ထိုးဆက်အထောင်ဆာကာမာတင်နယ်လီဆာကာဘက်ကျွန်တော်အကူအဓိကအားထားတယ်ဆာကာမန်တက်ဘက်ကလုံးဝရှုပ်ထားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာနောက်ထပ်option မရှိတော့ဘူးဗျာနော်ဒီလိုနဲ့ပဲကျွန်တော်တို့1 0နဲ့ရှုံးခဲ့တယ်လို့ဒီဒူနာရိုမာကြီးကောင်းတာအတွက်ကြောင့်လည်းပါတာပေါ့ကျွန်တော်ဒုတိယကြော့မှာလို့ PSG အိမ်ခွင်းမှာတွေ့တော့ကျွန်တော်အဲ့တော့ပါတီတော့ပြန်ပါလိုက်ဒါမဲ့လည်းကွင်းလင်အားကောင်းသွားပြီဆိုပေမဲ့လို့ကျွန်တော်တို့ကအရှုံးနဲ့ဒီ PSG အိမ်ခွင်းကိုသွားပြီးတော့နောက်ကနေလိုက်ကစားတာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်ပထမကြော့မှာအင်တိုင်အားတိုက်လူစင်ဖြစ်မနေတာဖြစ်တဲ့အတွက်ဒုတိယကြော့မှာပါတီပြန်လာသည့်တိုင်အောင်ကျွန်တော်တို့နောက်ကျတဲ့အနေထားမှာရှိနေတယ်အဲ့ဒီဒုတိယအကြော့မှာဆိုလို့ရှိရင်လည်းဒီအစောပိုင်းဒီဘတ်တီညာ29မှာသွင်းသွားတဲ့ဂိုးနဲ့ကျွန်တော်တို့ဥဆောင်ကိုပေးလိုက်ပြီးနောက်ကတစ်ခါထပ်လဲရပြန်ရှုံးနေပါဆိုမှနော်အဲ့မှာလည်းကျွန်တော်နောက်တက်မှာဂါဘရီယယ်ပြန်မလာသေးဘူးပြီးပြီးတော့ဆာလီဘာအတွေ့ရကွင်းလင်းမှာဆိုလို့ရှိရင်ဒီပါတီကျွန်တော်တို့ဒီ Odegaard ဒန်ဂရိုက်အတွေ့ပေါ့နော်ဘယ်ဘက်ညာဘက်မှာဆိုလို့ရှိရင်ဂျူဒီယန်တင်မှာ Lewis Kelly နဲ့ကျွန်တော်တို့ဖြတ်တန်းခဲ့ရတယ်ပေါ့ဗျာဒီတိုက်စစ် option အဲ့တော့မရှိဘူးအဲ့ဒုတိယကြော့မှာဆိုလို့ရှိရင် Merino ကြီးကိုအထောင်ထားတဲ့ဘဝကျွန်တော်တို့မှာเนาะ Merino အစင်မပြေလို့လဲမယ်လို့ကြည့်လိုက်ပြန်အောင်လဲအရန်ခုံမှာဒီကွင်းလူငယ်ကစားသမားလေး2ယောက်ပဲရှိတယ်ဗျာเนาะပြီးတော့ option အနေနဲ့ဒီ Starling တို့ဒီ Ethan Nwaneri လောက်ပဲကျွန်တော်တို့မှာရှိတယ်ဒီနှစ်မှာထူးခြားချက်ကကြတော့အဲ့ဒါပဲဗျာเนาะကျွန်တော်ဒီနှစ်မှာမနစ်ကနဲ့ကွာသွားတာကဒီနှစ်ကလူစင်ပြီးတော့မနစ်ကမပါဝင်နိုင်တဲ့ဂါဘရီယယ်မကာဟီတို့လည်းဒီနှစ်မှာနောက်တက်မှာဆာလီဗန်နဲ့လုံးဝအတွဲဆက်မိနေတယ်လို့ယုံကြည်မှုလည်းအမြင့်ဆုံးကိုရောက်ရှိနေတယ်ပြီးများလေးမှာလည်းတွင်ကိုအနည်းဆုံးခံစစ်ဆိုပြီးတော့ကျွန်တော်တို့ဒီနှစ်မှာတော်တော်လေးအင်အားကောင်းလာတာတွေ့ရတယ်ပြီးတော့ကွင်းလယ်မှာဆိုလို့ရှိရင်လည်း easy လို့ကစားသမားမျိုးလည်းပိုင်ဆိုင်ထားသလိုဒန်ဂရိုက်ဇူဘီမန်ဒီလို့ဒီ defensive အားကောင်းတဲ့ player ကိုလည်းကျွန်တော်တို့ခေါ်ယူအားဖြစ်ထားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ PSG ရဲ့ကွင်းလယ်3ယောက်အတန်းကိုကျွန်တော်တို့ဒီနှစ်မှာကတော့လုံးဝအားကောင်းမောင်းသန်စာနဲ့ချင်းမြန်နိုင်မှာဖြစ်တယ်နောက်ပြီးတော့ဒီတိုက်စစ်မှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့နှစ်က PSG နဲ့ရင်ဆိုင်တော့ကဂျေဆူးကိုင်ဟာဘက်မပါဝင်ခဲ့တဲ့တိုက်စစ်အစားပေါ့နော်ကျွန်တော်ဒီဗီတာရောကနံပါတ်14နဲ့ပွဲထလာမယ်နောက်ကြလို့ရှိရင်အရန်ခုံမကြည့်မှာဆိုလို့ရှိရင်ကိုင်ဟာဘက်ရှိတယ်ဂျေဆူးရှိတယ်ဘယ်သူဖြစ်ဖြစ်အားကောင်းမောင်းသန်စွာနဲ့မနစ်ကနဲ့မတူတဲ့လူစင်းစကွတ်နဲ့ကျွန်တော်တို့ရှင်းပြိုင်မှာဒါကြောင့်မို့ဒန်ဂရိုက်ကကျွန်တော်တို့ကဒီအပေါ်အောက်သေးမဟုတ်ဘူးပေါ့နော်သူတို့ကကျွန်တော်အားကောင်းတဲ့တောင်းနေတဲ့အသေးဆိုပြီးတော့သူကကျုံဝါထားတယ်ဒီချန်ပီယံစုသူရအောင်လုပ်မယ်လို့ဆိုလဲသူကကျုံဝါထားတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ကလည်းဒီလူစင်းပြည်စုံအောင်လဲပရီးမီးယားဒီ PSG လို့ချန်ပီယံလိလောလက်ဖိုင်နဲ့နီးပြအတွေ့အကြုံတဘာအားဖြင့်လဲ PSG ကတာပါတယ်ကျွန်တော်ဒီဘာစီလိုနာနဲ့လူဟင်နီဂီယာချန်ပီယံလိယူထားတာလည်းဖြစ်တယ်ပြီးခဲ့တဲ့နှစ်ကမှချန်ပီယံလိကိုဘူဘူလူနေယူထားတဲ့နီးပြဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်ဒီချန်ပီယံလိအတွေ့အကြုံအားဖြင့်ဒီအာဒီတာအာဆင်နယ်အသင်းထက်တော့ပူတာတာတော့ကျွန်တော်လက်ခံလို့ရတယ်ဆိုပေမဲ့လို့ယခုလက်ရှိကားတန်းဖုန်ရောက်ကအာဆင်နယ်အနေနဲ့နောက်ဆုံးဒီမန်စီးတီးကို80ထက်မှာ2-1နဲ့ရှုံးပြီးတော့မှ9ပွဲဆက်ရှုံးပွဲမရှိအောင်ကစားထားတယ်ချန်ပီယံပီးမီးယားလိချန်ပီယံကိုလည်းပူပူနွေးနွေးရအောင်ထားတဲ့အတွက်ကြောင့်မလို့ကစားသမားတွေရဲ့စိတ်တက်ကအင်ဒီအားဖြင့်ဖြစ်နေမှာကတော့အသေးကြပါဗျာနော်နှစ်ပေါင်း22နှစ်ကြာဝေးကွာခဲ့တဲ့ဒီပီးမီးယားလိဖလားကြီးကိုပူပူနွေးနွေးရအောင်ထားတဲ့ဒီမေဂျာထော်ဘီကန်မြောက်နိုင်နေဆိုတဲ့အရာတာကိုဒီနီးပြတဲ့ဘိုးဖွဲ့ရင်ကစားသမားတွေကလုံးဝကောင်းကောင်းနားလည်ထားတာဖြစ်တဲ့အတွက်ဒီချိန်မှာချန်ပီယံလိဘူလူပွဲသွားတဲ့အချိန်မှာလည်းလုံးဝခွန်အားအပြည့်နဲ့သွားမှာဖြစ်ပြီးအနိုင်ယူဖို့အတွက်သွားမှာဖြစ်တယ်လို့ကျွန်တော်ကတော့ယုံကြည်ရဲပေါ့နော်နှစ်သိန်းကြားမှာဖုန်တိုက်ကအဖြစ်တော့ကွာခြားချက်တွေသိမရှိပါဘူး PSG ကတိုက်စစ်ကအသက်သွေးကြောဖြစ်တယ်လို့အာဆင်နယ်ကကြတော့ခံစစ်ကအသက်သွေးကြောဖြစ်လာနိုင်တဲ့ပွဲလို့လည်းကျွန်တော်သုံးသပ်လို့ရမယ် PSG အနေနဲ့တိုက်စစ်ခံစစ်ဆော့မလားသူကလိုင်အောင်ကြီးထွတ်တာဆော့တတ်တာကိုလည်းကျွန်တော်တို့ကတတိပြုဖို့လိုတယ်တစ်ဖက်ကကျွန်တော်အာဆင်နယ်အသင်းအနေနဲ့တစ်ဖက်ဆော့ရမှာလုံးဝကိုကောင်းမွန်တဲ့ပုံနော်ဒီနှစ်ချန်ပီယံလိဖြတ်တန်းလာမှာဆိုလို့ရှိရင်ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့
ဒီ group stage မှာလုံးဝရှုံးပွဲမရှိဘူးအဆင့်1ရအောင်ထားသလိုကျွန်တော်ရှုံးပွဲအဆင့်1မှာဆိုလို့ရှိရင်လည်းလီဗာပူးစင်ကိုတပွဲနိုင်တပွဲတည်စပိုတင်းဝင်လည်းတပွဲနိုင်တပွဲတည်နဲ့အခုဒီအက်တလက်တီကိုတပွဲနိုင်တပွဲတည်နဲ့လုံးဝကိုပါနတ်စွာနဲ့နိုင်ရယူတတ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ချန်ပီယံလိဖိုင်နယ်မှာကိုလုံးဝကိုကျွန်တော်တို့မရရှိသေးတဲ့ချန်ပီယံလိစူပလာယူအာဒီတာတို့အနေနဲ့နောက်တစ်ချိန်လုတ်ပြနိုင်မလား PSG ကတော့ကျွန်တော်တို့ဒီချန်ပီယံလိဖိုင်နယ်ကိုကာကွယ်ခဲ့တဲ့နော်ကာကွယ်ခဲ့တဲ့အတင်းဖြစ်နိုင်မလားပေါ့ဗျာနော်ဒီချန်ပီယံလိကာကွယ်ကိုချန်ပီယံလိဖလောက်ကာကွယ်နိုင်တာဆိုလို့ရဲမထစ်3ချိန်မြောက်ကာကွယ်ထားတာပဲရှိတယ်သူတို့အနေနဲ့ဒီတစ်ချိန်မှာရဲလိုမျိုးကာကွယ်နိုင်မလားဒါမှမဟုတ်အာဆင်နယ်ကအတင်းကပဲနှစ်ပေါင်းများစွာကြာအောင်ရယူမထားနိုင်တဲ့ဒီချန်ပီယံလိဖလောက်ရယူသွားမလားဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဗျာနော်ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ကြတော့ဒီနှစ်မှာရှုံးမှမရှိပဲရယူလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ1990ခုနှစ်နောက်ပိုင်းမှာဒီချန်ပီယံလိဖလားကိုရှုံးမှမရှိပဲရောက်ထားတဲ့အသင်း9သင်းပေါ့နော်စုစုပေါင်းအဖြစ်10သင်းရှိရပါဒါပေမဲ့မန်ယူက2ကြိမ်ဇက်တိုက်တောင်ပြီးယူပြထားတာဆိုတော့လေAC မီလန်ရှိမယ် AJet ရှိမယ်မာဆေးရှိမယ်ဒီမန်စီးတီးရှိမယ်ပြီးတော့ရီရဲဘာစီဘိုင်ယန်မန်ယူဆိုပြီးတော့ကျွန်တော်ဒီစုစုပေါင်းမန်ယူ2ကြိမ်ပါတဲ့အတွက်ကြောင့်9ကြိမ်ဖြစ်မယ်ပေါ့ဗျာနော်ဒါဒီကြိမ်မှာအာဆင်နယ်လုတ်ပြနိုင်တယ်ဆိုလို့ရှိရင်10ကြိမ်မြောက်ကအာဆင်နယ်ဖြစ်သွားပါလိမ့်မယ်ဗျာနော်ဒါကြောင့်မလို့လုံးဝကိုနောက်ထပ်သမိုင်းတစ်ရေးထိုးမှတ်အခွင့်အရေးတစ်ခုကိုပိုင်ဆိုင်လို့နေပြန်ပြီဗျာနော်အာဆင်နယ်အသင်းအနေနဲ့ဒီဖလားကိုဒါရယူခဲ့မယ်ဆိုလို့ရှိရင်လုံးဝဒီနှစ်ကပြည့်စုံတဲ့နှစ်တစ်ခုကိုအာဒီတာအနေနဲ့သမိုင်းတစ်ရေးထိုးနိုင်ခဲ့ဆိုတာကိုပြောရင်းနဲ့ကျွန်တော်တို့တွေစနေနေ့ည10:00နာရီခွဲမှာအတူတူရင်ကိုစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ကြအောင်ဆိုလာညီတို့တွေအားလုံးကိုကျေးဇူးတင်ပါတယ်